မင်္ဂလာပါညီမကဘောလုံးပွဲအကြောင်းအရာတွေကိုပွဲချုပ်တုံးတက်ပေးနေတဲ့ဒါဖြစ်ပါတယ်ဒီနေ့မှာတော့ Real Sociedad နဲ့ Sevilla ပွဲစဉ်ကိုတုံးတက်ပေးမယ်အစီအစဉ်လေးကိုမပြောခင်မှာဒါရဲ့ TikTok Channel နဲ့ YouTube Channel ကို Like and Subscribe လုပ်ဖို့မြတ်တာရက်ခံကြပါတယ်ရှင် Real Sociedad နဲ့ Sevilla တူတို့ရဲ့နောက်ဆုံးတွေ့ဆုံတဲ့6ပွဲစလုံးကတရေရလက်တွေမရှိခဲ့ဘူးရှင် Sociedad ရဲ့နောက်ဆုံး5ပွဲမှာ9ဂိုးတွင်းထားတယ်ထပ်ပြီးတော့ Sevilla ကလည်း9ပွဲမှာ9ဂိုးတွင်းထားပါတယ်Sevilla ကဒီဟာဒီမှာပန်နယ်တီ3ချိန်အများဆုံးပေးခံထားရတော့တွေ့ရပါတယ်ရှင်။လာလီဂါပွဲစီရင်အင်ကွင်းမှာဆိုရင်နှစ်သင်းစလုံးကအားနည်းနေတာကိုတွေ့ရတယ်။အဝေးကွင်းမှာဆိုရင် Sevilla ကရာမှတ်6မှတ်နဲ့အဆင့်3နေရာမှာရှိနေပါတယ်။တို့ရဲ့ထိပ်တန်းတွဲဆုံတဲ့ပွဲတွေမှာအမှတ်တွေကကွာဟနေတာကြောင့် Sevilla ကအမှတ်ရအောင်ယူရမှာဖြစ်ပါတယ်။ Real Sociedad ရဲ့ဂျေးကတရေရှုံးနဲ့ဂိုးပေါင်းကနှလုံး100ရှုံးပေးထားတယ်။ဒါက Sociedad ကိုတော့အကြိုက်တွေ့နေရဲ့ရှင်။ဒီပွဲကိုSociedad body နဲ့ဂိုးဘော်လို့ဒါကတော့တုံးတက်ထားပါတယ်အခုလိုအပီးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်နေ့တွေမှာလည်းတုံးတက်ချက်ကောင်းနေနဲ့ကြာလာခဲ့ပါဦးမယ်ရှင်